ရေပေါင်းမင်းနဲ့မပြေအိုးတပွဲလူဆိုရတယောက်စီမနေနိုင်တဲ့တရဝါတွေပဲလို့ဆိုစမရှိခဲ့လေအဖော်မွန်တွေနဲ့အိမ်တောင်တွေနဲ့တင်တယ်လေကိုမာတော့နေတကောင်နဲ့မျက်စိလေတွေ့တာသူတော့ရှိပါတယ်ตายရတဲ့ဘဝတစ်ခုစောက်ရန်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ငိမ်တော့တနေ့ရတော့တစ်စုံတစ်ခုသောအကြောင်းနဲ့ပြဲသွားမြဲမယုံကြည်နိုင်တော့အောင်အခြေအနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါအတွက်လည်းမရဲချေရတယ်လက္ခဏာဆရာကပြောတဲ့မေရဲ့နှလုံးသားကြောင်းမှာကြုံခနေတယ်မိမနဲ့ပတ်သက်လာရဲ့အမြဲတမ်းပဲကန်ဆိုးနေမယ်အခမသိရဲ့အချစ်ရဲ့အတွက်ကိုတတောင်ရန်ရှာလိုက်မဲ့မြတ်ကန်စစ်သမားတဲ့ကိုလိုချင်ဆုံးတစ်ခုကမရနိုင်ပြီကွယ်ကျန်နာတွေမတူတော့ဘူးရဲ့ရင်ထဲစိတ်ကူးကောင်းထဲပေါ်ဖို့ကြံဆောင်လေးသမျှတည်းရကြခဲ့ရဖို့ကွယ်ရှင်ရင်ရွှေထီးဆိုတာစွန့်စားခဲ့တာလေရကမှပဲမိဖုရားကမရှိလက္ခဏာဆရာကပြောတဲ့မေရဲ့နှလုံးသားကြောင်းမှာကြုံခနေတယ်မိမနဲ့ပတ်သက်လာရဲ့အမြဲတမ်းပဲကန်ဆိုးနေပဲအခမသိရဲ့အချစ်ရဲ့အတွက်ကိုထတောင်ရန်ရှာလိမ့်မဲ့မြတ်ကန်စစ်သမားတဲ့